လာပါခုနဆက်လေးအဲ့နဲ့အမညီမလေးကိုခေါ်ညီမလေးရောက်လာပြီးတော့အမအဲ့ဒီကင်ကုန်ကျမ်းမှာအလုပ်လုပ်တယ်အလုပ်လုပ်တော့အဲ့နဲ့ကိုကအလုပ်လေးလည်းရှိတယ်ဆိုတော့တားလေးကိုလိုအပ်တဲ့ဟာလေးတွေဝယ်ပေးခြင်းတဲ့ဟာလေးတွေကိုအဲ့ဒီချိန်မှာအတိမိတ်ဆွေတယောက်ကမဟုတ်ပေးထားတာရှိတော့အဲ့နဲ့ကိုကဝယ်ပေးရောကူဖန်ကနေပြီးတော့ဗောနော်ကူဖန်ကနေဝယ်ပေးတယ်ပြီးတော့ကိုလိုချင်တဲ့စာအုပ်ကိုဒီမှာရေရှင်နေရတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစားလေးတော့တင်ရမယ်ပေါ့နော်စကားလေးတော့နည်းနည်းပါးတိနေမှတက်နေမှရမှာဆိုပြီးတော့အဲ့ဒီအတိစိတ်နဲ့ကိုကတင်တန်း online class ကနေတင်တန်းတက်တယ်ပေါ့နော်တင်တန်းတော်တော်လိုအပ်တဲ့စာအုပ်လေးတွေပါဝယ်တယ်အဲ့နဲ့အလုံးလုံးတာ17ရက်ပဲရှိသေးတယ်အဲ့နဲ့အဲ့တနေ့မှာပေါ့နော်အဲ့ဒီခလေးအတွက်အုတ်ထုတ်လေးရယ်အင်ကြီးလေးရယ်ဖက်နှက်လေးရယ်ကိုအတွက်စာအုပ်ကလေးရယ်ကိုဖန်းနေရောက်လာတာ तू ကအဲ့လိုမျိုးတွေဝယ်တာလည်းမကြိုက်ဘူးကိုအရင်ကဝယ်ဖို့အတွက်ပြောရင်ပြုရင်လေ तू ကလက်မခံဝယ်လဲဝယ်မပေးလို့လည်းမလုပ်ပေးဘူးပေါ့နော်အခုကိုသဘောကိုစိတ်ကြိုက်သူ့ကိုလည်းမတိုင်မင်းနဲ့ကိုကဝယ်လိုက်တော့ तू ကအဲ့ချိန်မှာစိတ်ဆိုးတာအဲ့နေ့ကတတလေးကလည်းနေမကောင်းဘူးအဲ့ဒီတော့တတလေးက6လကျော်ရှိသွားပြီပြီးတော့အတိမတယောက်ကလည်းအိမ်ကိုလာလေတယ်ကိုကလည်းပြန်လာတဲ့အချိန်မှာ तू ထမင်းလာစားရေပေးဆိုလို့ရေသွားပေးရတာအဲ့နဲ့ပြောပြအောင်မဆက်ပြီးတော့အဲ့နဲ့အဲ့လိုမျိုးကိုဝယ်လိုက်တော့ तू အဲ့လိုဝယ်တာလေးမကြိုက်ဘူးဆိုတာကိုကသိတယ်အမေအဲ့ဒီနေ့တော့အော်ဒါကိုမဟုတ်ဘူးနဲ့ကိုဝယ်တာပဲဆိုပြီးဝယ်လိုက်တော့ပစ္စည်းတွေကအိမ်ကိုရောက်လာပြီပေါ့နော် तू ကအရင်လောက်ကလေးပြန်လာတော့ကိုကညနေအဲ့ဒီနေ့က6နာရီကျော်မှပြန်ရောက်တယ်6နာရီကျော်မှပြန်ရောက်တော့အဲ့နဲ့ကိုအလောက်ကလေးပြန်လာတော့ तू ကအဲ့ဒါစီးပြောဝယ်တယ်ပြုတ်တယ်ပေါ့ဘာညာနဲ့ तू ကအော်ကြီးကျယ်တယ်ပြောကိုကအလောက်ကပင်မလာတာတမျိုးပြီးရင်အတိတယောက်ကလည်းလာလေတော့လူတွေရှေ့မှာကိုညီမရှေ့မှာအဲ့လိုမျိုးတွေစူပူညံပြောတယ်ပေါ့နော်အဲ့နဲ့ကိုကလည်းဒေါသထွက်ပြီးသူ့ကိုပြန်ပြောပေါ့သူနဲ့ကိုနဲ့ပြောကြဆိုကြပေါ့ကွယ်ပြောကြဆိုကြတဲ့အချိန်မှာကိုကမခံနိုင်တော့တိတ်တိခဏတွေအရန်များလာတော့အရင်ထက်ပိုပြီးတော့ကိုကအော်မိတယ်သူ့အဲ့ချိန်မှာ तू ကလည်းလူတွေရှိတဲ့အချိန်မှာကိုကအဲ့လိုမျိုးအော်ရမလားဆို तू ကလည်းပိုရှက်ပြီးပိုစိတ်တူတယ်နဲ့တူပါတယ်ကိုခုံနဲ့သူထိုင်နေတဲ့ခုံနဲ့ကောက်ထုဖို့ तू ကလောက်တဲ့အချိန်မှာပြမနော်အဲ့ဒီထဲမှာရှောင်းရဆောင်ရဆိုပါပြီအဲ့ချိန်မှာလှုပ်တဲ့အချိန်မှာကိုကလေသွားပြီးတော့နင်ငါ့ကိုလှုပ်ဟန်းထိရန်ဆိုပြီးတော့သူ့ကိုလှုပ်ပေါ်တော့ငါ့ကိုလှုပ်ဟန်းလုပ်ကြည့်ဆိုပြီးအဲ့ချိန်မှာသူ့စိတ်ကိုပိုဆွပေးတယ်လို့ဖြစ်သွားပြီးတော့လှုပ်တာဗျာအဲ့ချိန်မှာကိုညီမတွေကလည်းမျိုးလုံးပြူကလေးတွေကလည်းငိုပေါ့နော်တတလည်းငိုညီမလေးကလည်းငိုပြီးအော်ပြီးဘေးနားနေဆွဲကိုဘယ်လိုလုပ်လဲဆိုလို့ရှိရင်လေအရှိမကိုရီကရင်အသေးလေးလို့ပုံစံမျိုးရှိတယ်အဲ့ဒီမှာကိုလေကိုပြောအောင်လားလောက်ကမလားဆိုပြီးလူရှိသူရှိမှာပေါ့နော်သူလည်းရှက်သွားတယ်တူပါတယ်ယောက်ျားလည်းဖြစ်လူကြီးလည်းဖြစ်တော့လေသူခန္ဓာကိုယ်ကြီးကကိုယောက်ျားထောထွားကြကြရင်ရက်ကြီးကလည်းအရှိကြီးပဲ6ပေ2လောက်ရှိတယ်သူခန္ဓာကိုယ်ကြီးကဟိုက်လို့ဖိပြီးတော့